ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Facebook profile account ကိုတခြားသူကနေပြီးတော့ကျွန်တော်တို့ရဲ့ account ကို screenshot ရိုက်ယူလို့မရအောင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတာကိုဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်။အရင်ဆုံးကျွန်တော် Play Store ထဲကိုသွားလိုက်ပါခင်ဗျ။ Play Store ထဲရောက်ပြီဆိုလို့ရှိရင်အခုမြင်နေရတဲ့ Monokai Toolkit ဆိုတဲ့ application လေးကို download လိုက်ပါ။ application လေးကို download ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ application ထဲကိုဝင်လိုက်မယ်။ကျွန်တော် application ထဲကိုဝင်လိုက်ပြီဆိုတာနဲ့မြင်ရမယ့် language နေရာမှာတော့အင်္ဂလိပ်ပဲရွေးလိုက်ပါပြီးရင်တော့အောက်က save ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါဟုတ်ပြီပြီးပြီဆိုလို့ရှိရင်တော့အောက်ဆုံးမှာမြင်နေရတဲ့2ပေးနာက browser folder လေးကိုနှိပ်လိုက်ပါ browser လေးကိုရောက်ပြီဆိုလို့ရှိရင် I already had an account ဆိုတဲ့ဒုတိယစာကြောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ Facebook account လေးကို login ဝင်ပေးလိုက်အောင်ပါပဲဟုတ်ပြီကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော် application လေးကိုပြန်ထွက်လိုက်မယ် application လေးကိုပြန်ထွက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ Facebook account လေးကိုဝင်လိုက်ပါမယ်ကျွန်တော်တို့ Facebook account လေးကိုပြန်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ Facebook account က Fonaga browser ထဲမှာ login ဝင်လာတာဟုတ်လားမဟုတ်လားဆိုပြီးတော့ Facebook ကနေပြီးတော့အတည်ပြုပေးတာပါအဲ့ဒီခါမှာ yes is me လို့နှိပ်လိုက်ပါတကယ်လို့ဒီလိုမပေါ်ဘူးဆိုလို့ရှိရင် Facebook ရဲ့ notification တွေကိုဝင်ကြည့်ပေးပါအဲ့ဒီမှာ finish လေးကိုနှိပ်လိုက်အောင်ပါပဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ကိုပြန်ထွက်မယ်ဗျ application လေးတွေကိုပြန်သွားမယ်ကျွန်တော် Fonaga down လာတဲ့ application လေးကိုပြန်ရောက်ပြီဆိုလို့ရှိရင် browser ဘေးနားမှာမြင်နေတဲ့2ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းလေးဆွဲချလိုက်ဗျအဲ့ဒီမှာမြင်နေရတဲ့အဘာရာကတ်ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာပေါ်လာတဲ့ enable အဘာရာကတ်လေးကိုထပ်နှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ငကို Facebook ကောင်လေးကိုပြန်သွားပါမယ်ကျွန်တော်တို့ Facebook လေးကိုပြန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ profile ဘက်ကိုသွားလိုက်ပါ profile လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ profile မှာမြင်နေရတဲ့ camera ဘေးနားမှာရှီးပုံစံလေးမြင်ရပါလိမ့်မယ်အဲ့ဒီရှီးလေးပေါ်နေပြီဆိုရပါပြီဒါလို့ရင်ကိုယ့်ရဲ့ကောင်တခြားသူကနေပြီးတော့ screenshot ရိုက်ယူလို့မရအောင်လုပ်လိုက်ပြီပဲဖြစ်ပါတယ်